အတန်းနဲ့ခြေစားတစ်ခုကြောင့်တငင်ချင်းဖြစ်သူနေရအပေခံဖြစ်ခဲ့ကြပဲပူတော်ကောင်းတော့ကြတဲ့အခါအတူတော်လာနေထိုင်ရင်အဆင်ပြေခဲ့ကြပဲကျောင်းတော်မှာတော့ဆရာဖြစ်သူကမခံနိုင်တော့ပဲဓာတ်ထုတ်ကတပ်ဖို့လုပ်ပါတော့ကဆာမီဆိုတဲ့ကောင်မလေးအရင်ခြေစားကြအပေခံဖြစ်နေရတဲ့ကောင်မလေးပေါ့အမြင့်တရထွက်နေခဲ့ရပြီးအထီးကျန်နေသူပါဒါမဲ့အခုတော့နောက်တစ်အဖို့ရှိလာပြီဆိုတော့အဆင်ပြေပြီဆိုပြီးပြောနေတာပေါ့ကဆာမီကလည်းကိုချီမီနဲ့ပြောနေသူ့မိနဲ့မိတ်ဆက်ပေးပေမဲ့တာဝန်ရပဲဆိုတော့ကိုချီမီကသိနေခဲ့ပါတယ်နောက်အပြင်ရောက်နေချင်မလို့သူတို့ကကစားနေစကားပြောနေခဲ့ကြတာပေါ့အမြင့်တရထွက်နေခဲ့တာမပြုံးလားဆိုပြီးကဆာမီကလည်းမပြင်းပါဘူးနောက်ပိုင်းနေသားကြလိမ့်မယ်ဆိုပြီးပြောခဲ့ပါတယ်နောက်တော့အတူလန်တက်ရှောက်ကြရင်နောက်ဆုံးငါတို့အတူအတူဖြစ်သွားလို့ပြောကနှုတ်ဆက်လိုက်ကြပါတယ်ကြောက်တဲ့ချင်မလို့သူများရဲ့စတင်နေကြပေမဲ့သူတို့ကတော့အေးဆေးဆေးနေကြတာပါကိုချီမီကလည်းကိုင်ကောင်လည်းစိတ်ကူးပေမဲ့မလုပ်ဖို့ပဲထားလိုက်ပါတယ်နေ့လေရောက်တဲ့ချင်မလို့အတူကြောင်းပေါ်မှာမဆားကြတာပေါ့နောက်ပြီးတာနဲ့အတက်စင်းရဲ့ဆောက်တဲ့အတူတက်ကြည့်ဖြစ်ပါတယ်အခါကျဆက်ကြည့်တိုင်မှုကဒါတွေဖြစ်ခဲ့တာကြပြီအခုတော့မင်းတို့လည်းပေါ့စရင်နေအမြဲပြောင်းနေတာတစ်ခါခြေစားဖြစ်ပြီးတိုင်းပြင်းပြင်းသွားတာပဲဒါပေမဲ့အဲ့လိုအပိတ်ခံလို့တိုင်းခြေစားမကောက်ကွယ်နိုင်အောင်90ခန်းလုံးပဲရှိတယ်ကဲမင်းတို့လည်းအဆင်ပြေကြပါစေဆိုတော့ထပ်သွားခိုင်းလိုက်ပါတယ်ဒါပေမဲ့နှွဲရဲ့ကြောင်းတဲ့ချင်မလို့ဆရာလည်းတိမခံနိုင်တော့ပါဘူးအမြဲဒီခြေစားလေးကြီးပဲဘယ်ချင်းမှပြီးမလဲမသိဘူးငါလည်းတိမခံနိုင်တော့တမတ်မှာခရီးတို့ဆိုတော့တောက်ဆက်တို့လိုင်းဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်